Hello အားလုံးပဲမင်္ဂလာပါ Football Arts Stadium ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ပြည်သက်ကြီးနဲ့လည်းမတွေ့ရတာကြာနေပြီဆိုတော့ကျွန်တော်လည်းအလုပ်တွေများများနဲ့ဒီရက်ပိုင်းကဗီဒီယိုလေးမလုပ်ဖြစ်ဘူးပေါ့နော်အားကြောင့်မလို့ဒီနေ့ညမှာတော့ Champion League ရဲ့ရှုံးထွက်ပွဲစဉ်တွေကမှကျွန်တော်အနေနဲ့ပွဲစဉ်ကောင်းတစ်ပွဲကိုသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်အားကြောင့်မလို့ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့ YouTube channel လေးကိုအားပေးကြဖို့ like and subscribe လုပ်သွားပေးကြဖို့ဖိတ်ခေါ်ပါတယ် Okay စလိုက်ကြအောင် let's goယနေ့ညပွဲစဉ်ဒီမှာဆိုလို့ရှိရင်တော့ Champion League ကရှုံးထွက်အဆင့်ဆိုတာတဲ့ knockout အဆင့်ပေါ့နော် knockout အဆင့်သူတို့ဒီကနေပြီးတော့တက်မဲ့လူကတစ်ဖက်ကစောင့်နေတဲ့အတင်းကြီးနဲ့တွေးခွင့်ရမယ်ပေါ့နော်အဲ့ဒီအချိန်လေးမျိုးမှာဒီညအတွက်ကံမှာတော့၄ပွဲရှိတယ်ဗျQuaravan နဲ့ Newcastle တို့ Bordeaux နဲ့ Inter ပြီးသွားလို့ရှိရင် Bruges နဲ့ Atletico Madrid နဲ့ကမ်းမယ်ပြီးသွားလို့ရှိရင် Olympia ကောနဲ့ Leverkusen နဲ့ပွဲဆိုပြီး၄ပွဲရှိရပေါ့နော်အဲ့ပွဲစဉ်တွေထဲမှာကျွန်တော်အနေနဲ့ပေးသက်ကြီးတို့အကောင်းဆုံးဖြစ်မဲ့ပွဲစဉ်တစ်ပွဲကိုထုံထုံတင်ပြသွားခြင်းပါတယ်ကျွန်တော်အနေနဲ့ဒီညမှာရွေးထားတဲ့ပွဲလေးကတော့ Bordeaux နဲ့ Inter Milan တို့ကမ်းမယ်ပွဲလေးခင်ဗျBordeaux နဲ့ Inter Milan ကနှစ်သင်းလုံးကသက်ဆိုင်ရာလီမှာခြေစွမ်းပြနေကြတယ်ပြီးသွားလို့ရှိရင်သူတို့အနေနဲ့ဆိုလို့ရှိရင်နောက်ဆုံး9ပွဲမှာ Inter Milan ဆိုလို့ရှိရင်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲလုံးအနိုင်ရရှိထားတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင် Bordeaux က9ပွဲမှာ4ပွဲနိုင်တစ်ပွဲတည်ဆိုရရလနဲ့ရရှိထားတာကိုတွေ့ရတယ် Okay ကျွန်တော်တို့တစ်ချက်ကြည့်အောင်နောက်ဆုံးပွဲစဉ်မှာနောက်ဆုံးကန်ခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုလို့ရှိရင် Bordeaux ကနာမည်ကြီး Man City အသင်းကိုတော့မှသူတို့အိမ်ခွင်မှာ 3-1 ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်သူတို့လက်လောပြောရမယ်ဆိုလို့ရှိရင်ဘိုလိုကလင်းရဲ့တိုက်စစ်ကကိုသွန်းနှုံကတော့တော်တော်လေးမြင်မာတယ်လို့ပြောလို့ရမယ်ဗျ။ဘာလို့လဲဆိုတော့သူအနေနဲ့ကန်ခဲ့တဲ့နောက်ဆုံး၄ပွဲမှာနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်5ပွဲလုံးကိုပေါ်တယ်ပေါ့နော်9ဝဲလုံးပေါ်တယ်လို့ပြောလို့ရတယ်ဗျဟိုအက်တလက်နဲ့ပွဲကကိုပေါင်ပပလေးပဲပေါ်တာလွဲပြီးတော့ပေါ့နော်ဒါပေမဲ့ကိုအကြမ်းများအဖြစ်ဆိုလို့ရှိရင်တော့ပေါ်တယ်လို့ပဲကျွန်တော်ပြောရမှာပေါ့သုံးလုံးတည်အကြီးဆိုတော့ကျွန်တော်အဲ့လိုအနေထားမျိုးမှာတစ်ဖက်က Inter Milan ကိုပြန်ကြည့်တော့ကြလဲ Inter Milan ရဲ့တိုက်စစ်ကလည်းအမြင့်ဆုံးအခြေအနေနဲ့ဆွမ်းဆောင်နိုင်တာကိုတွေ့ရတယ်အနည်းဆုံးတစ်ပွဲကိုနောက်ဆုံးကန်ကန်ကမှာအနည်းဆုံးတစ်ပွဲကို3ဂိုး2ဂိုးနဲ့အထက်ပဲရှိတယ်ဗျအဲ့လောက်ထိကိုခြေစွမ်းကောင်းနေတာ Okayအဲ့လိုနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာရှုံးထွက်အဆင့်ပြီးလို့ရှိရင်အဝေးကိုစီးမြင်းနေလည်းမရှိတော့တဲ့အနေအထားမျိုးမှာကျွန်တော်တို့အနေနဲ့ဒီပွဲကတကယ်ကြီးကောင်းမဲ့ပွဲဖြစ်လာမယ်လို့ယူဆတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီညမှာဆိုလို့ရှိရင်ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကိုအကောင်းဆုံးမြင်တွေ့ရမယ်လို့ကျွန်တော်အနေနဲ့ယူဆရပေါ့နော် Okay တစ်ဖက်ကကျွန်တော်တို့အာရှပေါက်ကြီးလေးကိုတစ်ချက်ပြန်ကြည့်လိုက်ကြအောင်အာရှပေါက်ကြီးကတော့ Inter Milan က Bordeaux ကိုတစ်လုံး90စားဆိုပြီးဖွင့်လှစ်လာတာကိုတွေ့ရတယ်တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ကိုပေါင်းကြီးကတော့3လုံး20ရှုံးနဲ့ဖွင့်လှစ်လာတာကိုတွေ့ရတယ်ဗျ Okay တစ်ချက်စိတ်ဝင်စားစရာကောင်းတာပြောကြည့်အောင်တစ်ချက်စိတ်ဝင်စားစရာကောင်းတာပြောကြည့်အောင်ဆိုတစ်လုံး90စားဆိုတဲ့အနေအထားမျိုးမှာအဲ့ဒီချိန်မှာဖွင့်လှစ်တဲ့ကိုပေါင်းကြီးအမှန်ကြီးကအမြင့်ဆုံးဒီ3လုံး90စားပဲဗျအဲ့လိုအနေအထားမျိုးမှာဘာဖြစ်လို့3လုံး20ရှုံးနဲ့ဖောက်လာတော့ကြားထဲမှာကြီးကောဟာချက်က80တောင်ရှိရနော်80တောင်ရှိရဘာလို့အဲ့လိုအနေထားမျိုးနဲ့ဖွင့်လှစ်လာတာတော့ဆိုဘိုတိုကလင်လည်းတေချာပေါက်ကိုရမယ်အင်တာမီလန်လည်းတေချာပေါက်ကိုရမယ်ဆိုတဲ့အနေထားမျိုးကိုသူတို့ကတွေ့နေရလို့အနေဆုံး1-2-2-1အနေထားမျိုးကနေစကြည့်ရမယ်လို့သူတို့အနေနဲ့ယူဆတယ်ဒါဘူကီရဲ့ယူဆပေါ့နော်ပြီးလို့ရှိရင်ရှုံးထွက်အဆင့်လို့အခြေအနေမျိုးမှာဆိုရင်နှစ်သင်းလုံးကတကယ်တော့တော်ကိုသတိကြီးထားပြီးထိန်းကန်ကြမယ်ပွဲတွေများတဲ့အတွက်ကိုပေါင်းကြီးအဲ့လောက်ပြင်းရှားတဲ့ပွဲမျိုးဆိုတာမရှိစလောက်ရှားတယ်အဲ့လိုအနေထားမျိုးမှာဘာဖြစ်လို့ကိုပေါင်းကြီး3လုံး20ရှုံးနဲ့ဖွင့်လှစ်လာတော့ဖြစ်ရရှင်းပါတယ်ကျွန်တော်တို့ကဘူကီကသူတို့အနေနဲ့ဒီညမှာနှစ်သင်းပေါင်း3ကိုများမယ်လို့သူတို့အနေနဲ့ယူဆတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခြေစွမ်းအနေထားကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်လည်းတပွဲကိုပြန်အနည်းဆုံး2ဂိုးနဲ့အထက်သွင်းနေကြအသင်းတွေနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်တယ်နှစ်သင်းလုံးကလည်းတိုက်စစ်ဆွမ်းဆောင်ရအမြင့်ဆုံးမှရှိနေတယ်အဲ့ဒါအပြင်အရန်ကြီးအဝေးကိုစီးမြင်လည်းမရှိတဲ့အတွက်pressure လည်းအရန်ရှိနေမှာမဟုတ်ဘူးတော့နော်ကိုမပေးရရေးကိုအဲ့အတွက်သူတိုက်စစ်ကောင်းတဲ့အသင်းတွေပြီးဖွင့်ကန်လာကြဖို့ပဲရှိမှာဘိုလိုကလင်းကလည်းသူ့ရဲ့ထုံးစံအတိုင်းပဲသူတို့မှဆိုလို့ရှိရင်အာကိုကအဓိကတော့သူတို့ကကွန်းလေကသူတို့ရဲ့နံပါတ်9 Patrick Berg ကသူကကိုယ်တိုင်လည်းကိုသွန်းနိုင်ဆိုဖန်တီးနိုင်ဆွမ်းရလည်းမြင့်နေဗျသူဆိုလို့ရှိရင်လက်ရှိဆိုလို့ရှိရင်နော်ဝေးလီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ကလည်း best player စုကိုဒုတိယရထားနေ့တိုင်းလဲသူခြေစွမ်းပြနိုင်ပါတယ်အဲ့လိုအနေထားမျိုးကတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအင်တာမီလန်အသင်းကသူကကွန်းလက်ဆိုဖဲမူရာမီကီတာယန်တို့ဇယ်လင်စကီတို့ဆူစစ်တို့နဲ့ပေါ့နော်အဲ့လိုအနေထားမျိုးမှာအနေထားမျိုးမှာတိုက်စစ်ကတော့တူရန်ရှိမယ်ဘိုနီရှိမယ်ပေါ့
ပုံနေရှိမယ်ဘာဖြစ်လို့မာဒီနက်ကတော့ဒီညမှာပွဲထွက်နိုင်ဖို့တော့မရှိတော့ဘူးဒါပေမဲ့လုံလောက်ပါတယ်ဒီလူစင်းနဲ့နှစ်သင်းလုံးရဲ့ဒီလူစင်းနဲ့ဒီအနေထားမျိုးနဲ့အနေထားမျိုးမှာကျွန်တော်ကတော့ဒီပွဲကိုတေချာပေါက်ကိုပေါ်လိမ့်မယ်လို့ယူဆတယ်အားကြောင့်မလို့ကျွန်တော်အနေနဲ့ဒီညမှာအကောင်းဆုံးရွေးချယ်မှုအဖြစ်ပိုတိုကလင်းနဲ့အင်တာမီလန်ပွဲကိုပေါ်ကိုရွေးချယ်ချင်ပါတယ်ပေးသက်ကြီးလည်းပေးသက်ကြီးကြိုက်တဲ့အသင်းတွေအကြိုက်တွေးမိတာလေးရှိရင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နဲ့အမြင်မတူတာရှိလို့ရှိရင်လည်း comment မှာဝင်ရေးသွားလို့ရပါတယ်ပေးသက်ကြီးအားလုံးမင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်တာဖို့လည်းမမေ့ကြပါနဲ့เนาะအားလုံးပဲကျေးဇူးပါဗျ